လေသမားကြီးဦးသာအောင်စပါးဆိုင်ကပြေချိုးဆောင်ကိုဘိုးမောင်အလုပ်သမားဂုံထိုးလို့ဖို့သူချူစားဥဘောကြကကြောင်းစရာစာပေတဲ့ဖို့တင်ပေးလာမောင်ထွန်းသာတမတော်သာနိုင်ငံရန်ကိုကာကွယ်ထားစာဖြင့်ဖြူရဲ့မောင်သိန်းချမ်းစာဖို့ရတွေချိန်မှန်ကိုတာစံမိတဲ့သမားမိတဲ့ရတွင်သူစွန်စားရဲ့နာဒီကကိုလာရွှေလူစောပန်းမို့တောင်းဝင်ချီတို့လုံးမင်းမခင်များရင်ထင်ရတွင်ကျွမ်းကျင်လာအိုးစိန်ဘာကဆရာဝန်ကုတရေမှာသူထူးချုံမလာမောဒုနာပြူစေတနာနဲ့သူပြူစုဘိုးသာလူကခေါင်းဆောင်တာချေရွာကောင်းချို့တဲ့ဘိုးကကားစရာကိုပကောင်းဘေးရင်ကြီးပတိနေမောင်ချောင်းလူချောင်းနာတို့ဖော်ရွေရောက်လို့ချီးပြင်းတော့ပညာတော်မျက်စိထားကောင်းကိုစီတန်းဆိုလာစပါးဆိုင်ကပြေချိုးဆောင်ကိုဘိုးမောင်အလုပ်သမားဂုံထိုးလို့ဖို့သူကြိုးစားဥဘောကြကကြောင်းစရာစာပေတဲ့ဖို့တင်ပေးကမောင်ထမ်းတာတမတော်တာနိုင်ငံရန်တို့ကကွယ်ထားစာဖြင့်ဖြူရဲ့မောင်သိန်းထန်စာဖို့ရတွေချိန်မှန်ကိုတာစံမိတဲ့သမားမိတဲ့ရန်သူဆုံးစားရဲ့သားကြီးကကိုလာရွှေလူဆိုဖမ်းမို့တာဝန်ချီတို့လုံးငယ်မခင်များရင်ထိန်ရည်ကျွမ်းကြလာအိုးစိတ်ဘာကဆရာဝန်ကုတရေမှာသူထူးချုံမလာမောသူနာပြူစေတနာနဲ့သူပြူစုဘူလာလူကခေါင်းဆောင်ကချေရွာကောင်းချို့တဲ့ဘိုးကကားစရာကိုပကောင်းဘေးရင်ကြီးရဲ့တပည့်နှမောင်ချောင်းတို့ချောင်းသားတို့ဖော်ရွေရောက်လို့ကြည်ပြင်းတော့ပညာတော်မျက်စိထား